လောကမှာလူကြီးသူမတွေပညာရှိတွေပေးတဲ့အကြံဉာဏ်စကားတွေကိုနားခံလွယ်ခြင်းဟာမင်္ဂလာတစ်ပါးဖြစ်တယ်လို့ဆိုကြပါတယ်။ဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့အဲ့ဒီမင်္ဂလာတရားကိုထင်ရှားစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ထက်ပါတယ်။တခါတုန်းကဘုရားလောင်းဟာယတိယဟန်ဝတ်ပြီးတောတောင်ထဲမှာတယောက်တည်းတီလသမာဓိနဲ့နေထိုင်ပါတယ်။ဒီနေ့မှာတော့ရွာထဲဆုံးခံထွက်ပြီးပြန်အငါလန်းမှာတန်ရှင်းကြည်လေးနဲ့ရေကန်လေးတစ်ကန်ကိုတွေ့လိုက်ပါတယ်။နေရောင်ဟတ်နေတဲ့ရေမျက်နှာပြင်ပေါ်မှာဘဒူးမှကြာပန်းတွေလှပစွာပွင့်နေပါတယ်။ရဟန်းမရေကန်ထဲဆင်းပြီးရေချိုးရင်းကြာပန်းနာကိုအနီးကပ်သွားလိုက်ပါတယ်။ထို့နောက်ပန်းကိုမချိုးပဲမယူပဲအဝေးကနေပဲနူးညံ့တဲ့အနံကိုရှူရှိုက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရေကန်ကိုစောင့်ရှောက်နေတဲ့နတ်သမီးတစ်ပါးကတာကုန်မြင်လိုက်ပါတယ်။နတ်သမီးရဲ့မျက်နှာတာတီတန့်သွားပြီးအတန်မမာနဲ့ပြောလိုက်ပါတယ်။ယဟန်ပိုင်ရှင်မပေးပဲကြာပန်းကိုနန်တာဟာခိုးချင်းအင်္ကာတွေကတခုပဲ။ဒါကြောင့်တင်ဟာပန်းရနတ်တခိုးပါပဲ။ဒီလိုစကားကြတော့ယဟန်ကအံ့ဩသွားပါတယ်။နတ်သမီးငါဟာပန်းကိုယူလဲမယူချိုးလဲမချိုးဘူးအဝေးကနေပဲနန်တာပါဘာကြောင့်ငါကိုယာနတ်တခိုးလို့ပြောရတာလဲခုနကတည်းငါရှိမှတောင်လူတယောက်ကကြာဆွဲတွေကိုခူးလေကြာပန်းတွေကိုချိုးယူလေအဲ့ဒီသူကိုတော့ဘာဖြစ်လို့အပြည့်မပြောတာလဲနတ်သမီးကရှေ့တလန်တိုးလာပြီးတီကြည်တဲ့မျက်နှာနဲ့ပြန်ပြောလိုက်ပါယဟန်မကောင်းမှုမျိုးစုံကိုအမြဲပြုနေသူတွေဟာအညစ်အကြေးတွေအထက်အထက်ပေးကြနေတဲ့လက်နီးစုံလိုပဲအဲ့ဒီလက်နီးစုံဟာအညစ်အကြေးတစ်ခုထပ်ပေးကြလဲထူးပြီးမသိတာတော့ဘူးဒါပေမဲ့တင်လူစင်ကြယ်မှုကိုရှာဖွေနေတဲ့ယောက်ျားမဲ့တဲ့အဖားလောက်ရှိရဲ့မကောင်းမှုကိုတောင်ကြီးလောက်သဘောထားရမယ်နတ်သမီးရဲ့စကားကိုယဟန်ဟာအလွန်သဘောကျသွားပါရဲ့မကောင်းမှုကိုတင်းငယ်တယ်လို့မမြင်ပဲတတိထားနိုင်ဖို့တတိပေးလိုက်တာဖြစ်ကြောင်းနားလည်သွားပါတယ်။ယဟန်ကမျက်နှာချူချူနဲ့ပြန်ပြောလိုက်ပါတယ်။နတ်သမီးတင်ဟာငါ့ကိုစင်ကြယ်သူအဖြစ်အတိအမှတ်ပြုလို့ပါဒီလိုတတိပေးတာပါ။နောင်အခါလေငါမှအမြင်မတော်တာရှိရင်ဒီလိုပဲပြောပြပါ။နတ်သမီးကစကားကိုခတ်မမာလေးပြန်ဖြေပါတယ်။ယဟန်ဘယ်လန်းဟာသူကတိသွားတဲ့လမ်းဆိုတာတင်ကိုယ်တိုင်သိပါတယ်။သိတဲ့အတိုင်းကိုယ်တိုင်လျှောက်ပါငါ့ကိုအားမကိုပါနဲ့။ယဟန်ကနတ်သမီးရဲ့စကားကိုအပြည့်အဝလက်ခံပြီးတတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြန်လဲပြောခဲ့ပါတယ်။ဒီအဖြစ်အပျက်နောက်ပိုင်းဘုရားလောင်းယဟန်ဟာပုံမတတိထားပြီးတရားကိုကြိုးစားအားထုတ်ခဲ့ပါတယ်။မကောင်းမှုကိုတင်းငယ်တယ်လို့မမြင်တော့ပဲစိတ်ကိုအမြဲဆောင်ရှောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့စံများရရှိပြီးမြင့်မြတ်တဲ့အဆင့်သို့ရောက်ရှိခဲ့ပါတယ်။ဒီပုံမြင်ကကျမတို့ကိုတစ်ခုသင်ပေးနေပါတယ်။လူကြီးသူမများပညာရှိပုဂ္ဂိုလ်များပေးသောအကြံဉာဏ်ဩဝါဒများကိုနာခံလွယ်ခြင်းဟာမင်္ဂလာတစ်ပါးဖြစ်ပါတယ်။ကိုယ့်ကိုတတိပေးသူကိုယံသူလို့မမြင်ပဲကျေးဇူးရှင်လို့မြင်နိုင်မယ်ဆိုရင်ဘဝလမ်းကြောင်းဟာပိုမိုတန့်ရှင်းလာပါလိမ့်မယ်။အတိတ်တစ်ခုရရှိနိုင်ကြပါစေ။ပုံမြင်လေးကတော့ဒီမှာပဲပြီးပါပြီရှင်။ပုံမြင်လေးတွေကိုနှစ်သက်တယ်ဆိုရင် channel လေးကို subscribe လုပ်ခဲ့ကြပါအောင်ရှင်။နောက်ထပ်ပုံမြင်လေးတွေကိုလည်းကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။